ကျဲတဲ့လမ်းကိုရွေးချယ်ပြီးရှောက်နေကြတဲ့အသင်းတော်တွေလူတွေအားလုံးကိုအပြစ်ကိုဖော်ပြခြင်းမေတ္တာနဲ့ဆုံးမခြင်းဘုရားလိုတော်နဲ့အညီခရစ်တော်ကဲ့သို့သောသူတွေဖြစ်လာဖို့ဒီနေရာမှာပြုစုပြောထောင်ရမယ့်အစားအားလုံးဟာတလုံးတော်ရတယ်ပဲခရစ်တော်၌တလုံးတော်ရတယ်ဖြစ်ဖို့အရေးကြီးတယ်တလုံးတော်ရတယ်ဖြစ်တဲ့နေရာမှာပဲဘုရားသခင်တူရှိတယ်အဲဒါကြောင့်တလုံးတော်ရတယ်ဆိုပြီးတော့မှအပြစ်တွေကိုတလုံးတော်ရတယ်လုံနေတယ်သူအပြစ်လုပ်ရင်လည်းကိုဖုံးပေးတယ်ကိုအပြစ်လုပ်ရင်လည်းသူဖုံးပေးတယ်သူပွေလျှို့ရင်ကိုဖုံးပေးကိုပွေလျှို့ရင်သူဖုံးပေးသူလိန်ရင်ကိုဖုံးပေးကိုလိန်ရင်သူဖုံးပေးတလုံးတော်ရတယ်ဖြစ်နေတယ်ဘယ်ထဲမှာလဲအပြစ်ထဲမှာအဲ့ဒီအပြစ်ထဲမှာအမောင်ထဲမှာတလုံးတော်ရတယ်ဖြစ်တဲ့နေရာမှာဘုရားသခင်လာမယ်လို့ထင်သလားမထင်နဲ့ဘုရားသခင်ပြောတဲ့တလုံးတော်ရတယ်ဟာအမောင်ထဲမှာမဟုတ်ဘူးအလင်းထဲမှာဖြစ်တယ်ဟာလေလုယာတန်ရှင်းခြင်းမှာဖြောင့်မတ်ခြင်းမှာမှန်တဲ့စကားပြောခြင်းမှာဘုရားစကားနားထောင်ခြင်းဆိုတဲ့အလင်းထဲမှာတလုံးတော်ရတယ်ဖြစ်ရမယ်ဟာလေလုယာအဲ့ဒီလိုတလုံးတော်ရတယ်ဖြစ်တဲ့နေရာမှာဘုရားသခင်ရှိတယ်ဟာလေလုယာအခုကကြတော့တလုံးတော်ရတယ်ဖြစ်တဲ့နေရာမှာဘုရားရှိတယ်ဆိုပြီးတော့အပြစ်တွေဖုံးပြီးတဲ့နေရာမှာတလုံးတော်ရတယ်ဖြစ်ပြီးကျဲတဲ့လမ်းထဲမှာတလုံးတော်ရတယ်ရှောင်းနေကြတဲ့အခါမှာတလုံးတော်ရတယ်ငရဲသွားရလိမ့်မယ်ကျင်းတဲ့လမ်းမှာတလုံးတော်ရတယ်ဖြစ်ပါဟာလေလုယာကျင်းတဲ့လမ်းကိုရှောက်တဲ့သူတိုင်းဟာလေခရစ်တော်၌ရှိသောထိုစိတ်သဘောဆိုတဲ့တမျောတဲ့သောစိတ်သဘောတန်ရှင်းတဲ့သဘောတစ္ဆာရှိတဲ့သဘောဖြောင့်မတ်တဲ့သဘောဖြစ်တဲ့အတွက်တလုံးတော်ရတယ်ဖြစ်ပြီးသားဖြစ်တယ်ဟာလေလုယာဘယ်လူမျိုးဘယ်ခိုင်းကနဘယ်နိုင်ငံကလူဖြစ်ပါစေကျင်းတဲ့လမ်းမှာရှောက်ပြီးဝင်ပြီးဟိတ်ဆိုရင်ခရစ်တော်ရဲ့သဘောရတဲ့အတွက်ဘယ်လူမျိုးဘယ်နိုင်ငံကဖြစ်တလုံးတော်ရတယ်ဖြစ်ပြီးသားဖြစ်တယ်ဟာလေလုယာကျဲတဲ့လမ်းမှာတော့ခရစ်တော်ရဲ့သဘောမဟုတ်ကိုယ်စိတ်နဲ့ကိုယ်သဘောနဲ့ကိုယ်အသက်ရှင်တဲ့အတွက်တလုံးတော်ရတယ်ဆိုတာအပြစ်လုပ်လို့သာတလုံးတော်ရတယ်အပြစ်ကိုဖုံးပြီးတဲ့နေရာမှာတလုံးတော်ရတယ်တကယ်တည်းနင်လားငါလားဆိုရင်အမြဲတမ်းဂိုင်းကွဲနေကြတယ်လမ်းလွဲနေကြတယ်စစ်မှန်တဲ့တလုံးတော်ရတယ်မဟုတ်ဘူးအပေါ်ယံတလုံးတော်ရတယ်ဖြစ်တယ်ကျဲတဲ့လမ်းကတလုံးတော်ရတယ်ဟာအဲ့ဒါကြောင့်ယုံကြည်သူတွေသတိထားပါမှန်တဲ့လမ်းကိုဘုရားသခင်ပြပြီးကောင်းတဲ့လမ်းကိုပြတဲ့အတွက်ကျွန်တော်တို့လိုက်ရမယ်